တရားရှိခိုးပြီးတဲ့အခါကြာတော့ဗုဒ္ဓံတရဏံဂိသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိအဲ့ဒီစာပိုက်သုံးပိုက်ဆိုနေတဲ့အချိန်မှာအတန်တတန်မှာဘုရားယရနာကိုကြီးညိုတဲ့စိတ်တရားယရနာကိုသံဃာယရနာကိုသူ့အပိုင်းနဲ့သူကြီးညိုတဲ့တရားပြီးတော့ဘုရားတရားသံဃာသည်ယရနာသုံးပါးရဲ့ငါတို့ရဲ့အာထာကိုးကွယ်ရာဘဲလို့သိတဲ့ပညာဒီတရားပညာနှစ်ပါးကောင်းဆောင်တော့မာကုသိုလ်စိတ်တွေဗုဒ္ဓံတရဏံဂိသာမိဆိုရင်ပဲရှစ်လုံးရှိတလုံးမှာမာကုသိုလ်စိတ်တွေ49ချိန်ဖြစ်အဲ့ဒီမာကုသိုလ်စိတ်စေတသိက်အစုကိုဗုဒ္ဓတရဏဂုံလို့ခေါ်တယ်ထို့အတူဓမ္မံတရဏံဂိသာမိရွတ်တဲ့အခိုက်မိမိတို့တဏ္ဍာမှာဖြစ်တဲ့မာကုသိုလ်စိတ်ပေါင်းများစွာကိုဓမ္မတရဏဂုံသံဃံတရဏံဂိသာမိရွတ်တဲ့အခါဖြစ်တဲ့မာကုသိုလ်စိတ်ပေါင်းများစွာပါဠိလိုသံဃတရဏကမနမြန်မာလိုသံဃတရဏဂုံသံဃာတော်အကုဝေယဟူ၍စီကသိမှတ်ကြောင်းဖြစ်တော့မာကုသိုလ်စိတ်စေတသိက်လို့အဓိပ္ပာယ်ရှိပါဥပမာအလင်္ကာနဲ့တင်စားပြောရလို့ရှိရင်အဲ့ဒီစာသုံးပိုက်ရွတ်လိုက်သည်နဲ့တပြိုင်နဲ့အမျိုးသားအမျိုးသမီးတို့ရဲ့ခေါင်းပေါ်မှာဗုဒ္ဓတရဏဂုံဆိုတဲ့ပန်းပေါ်ဓမ္မတရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ်သံဃတရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ်ပန်း30ဆင်းလျက်ပွက်လျက်တင့်တယ်တဲ့တရဏဂုံပန်းကံကြီးတစ်ခိုင်ကိုမိမိတို့ပန်းမိဆင်မိကြပြီထိုအခါသီလပေးတဲ့ကိုယ်တော်ကမိဘကသာသမီပန်းတစ်ခိုင်ပန်းတာမြင်တော့လှတော့နောက်ထပ်လှစီခြင်းလို့သားရဲ့သမီးရဲ့နောက်ထပ်တစ်ခိုင်ပန်းမအောင်ဆိုပြီးအလားသီလပေးတဲ့ကိုယ်တော်ကဒုတိယံပိဗုဒ္ဓံတရဏံဂိသာမိဒုတိယံပိဓမ္မံတရဏံဂိသာမိဒုတိယံပိသံဃံတရဏံဂိသာမိဒုတိယမြောက်တရဏဂုံပန်းငယ်ကြီးကိုနှုတ်ကဆိုပြီးတော့ပေးပြန်ဒကာဒကမတွေကလည်းပဲဝမ်းမြောက်ဝမ်းသာနှုတ်ကဆို၍ထိုဒုတိယမြောက်တရဏဂုံပန်းငယ်ကြီးကိုယူကြယူပြီးတော့မိမိတို့ကောင်းပေါ်ပန်ထားလိုက်တယ်ဆိုပါလို့ဒုတိယပိဆိုလိုက်တဲ့အခါတရဏဂုံပန်းငယ်နှစ်ခိုင်မိမိတို့ကောင်းပေါ်မှာမြိုင်ကြီးပန်မိထိုအခါမိဘလုပ်တဲ့ပုဂ္ဂိုလ်ဟာနှစ်ခိုင်တဲ့တော့သုံးခိုင်ကပူလာအလေကောင်ကတစ်ခိုင်လေဝဲကတစ်ခိုင်လေရာကတစ်ခိုင်ပူလာမင်းကသံဃာတော်မီတတိယပန်းငယ်ပန်အောင်လို့ပေးတယ်လို့သီလပေးတဲ့ကိုယ်တော်ကတတိယံပိဗုဒ္ဓံတရဏံဂိသာမိတတိယံပိဓမ္မံတရဏံဂိသာမိတတိယံပိသံဃံတရဏံဂိသာမိဆိုပြီးတော့တရဏဂုံပန်းငယ်ကြီးပေးပြန်ဒကာဒကမတွေကလည်းနှစ်သက်အာယဝမ်းပန်းတတာဆို၍ယူကြဒီအချိန်မှာမိမိတို့ခေါင်းပေါ်မှာတရဏဂုံပန်းငယ်ကြီးသုံးခိုင်ပန်မိနေပြီတဲ့ဒီအချိန်သီလပေးတဲ့ကိုယ်တော်ကဘာလုပ်လဲတရဏဂမနံပရိပုံဏံပါဠိစကားပြောလိုက်တရားတော်မတွေကအာမဗန္တိပါဠိလိုပြန်ပြောကြဘာတို့ဆိုရတာလဲနားလေရမိဘနှစ်ပါးကနေပြီးသားတို့သမီးတို့ပန်းပန်ပြီးပလားလို့မေးတယ်သီလပေးတဲ့ကိုယ်တော်ကတရဏဂမနံပရိပုံဏံသာတော်နှလုံးပြောပြောင်းသူတော်ကောင်းတို့တရဏဂမနံတရဏဂုံသုံးကံဥဆိုင်ပန်းလန်းစွန့်ပန်းရှင်ချင်းဆိုတဲ့အမှုသည်ပရိပုံဏံပြည့်စုံကြဗလားတရဏဂုံပန်းနေပန်းလို့ပြည့်စုံမလားကျေနပ်ဗလားအားရဗလားမေးလိုက်ထိုအခါဒကာဓမ္မကအာမဗန္တိပြည့်စုံပါပြီဖေဟာကျေနပ်ပါပြီဖေဟာအားရပါပြီဖေဟာလို့ဒီလိုပြန်ပြောလိုက်တာထိုအခါကျမှသီလပေးတဲ့ကိုယ်တော်ကအဝတ်ကောင်းစလတထဲဝတ်ကောင်းတထဲပြီးတထဲတဏိနတ်သာကောင်းတမျိုးပြီးတမျိုးလှမ်းပေးတယ်လို့နော်သီလပေးတဲ့ကိုယ်တော်ကဘာနာတိပါဒဝိရမဏိသိက္ခာပဒံသမာဓိယာမိဆိုပြီးတော့ဘာနာတိပါဒဝိရတိသီလဒီဟူသောအဝတ်တထဲပေးလိုက်ပြန်နန္တာကောင်းတမျိုးပေးလိုက်ပြန်ဒကာဒကမဒီကလေးပဲဝမ်ပန်တသာလိုက်ဆို၍ထိုဘာနာတိပါဒဝိရတိသီလဒီဟူသောအဝတ်ကောင်းကိုမိမိကိုယ်မှဆင်းလိုက်နန္တာကောင်းကိုမိမိကိုယ်မှလိမ့်သချဲလေလိုက်နောက်ဒီကသီလပေးတဲ့ကိုယ်တော်ကအဒိနာဒါနဝိရမဏိသိက္ခာပဒံသမာဓိယာမိဒုတိယမြောက်အဒိနာဒါနဝိရတိသီလဒီဟူသောအဝတ်ကောင်းစလ
နန္တာကောင်းတစ်မျိုးပေးလိုက်ပြန်ဆိုပေးလိုက်ဒီကမဒီကဝမ်းမြောက်ဝမ်းသာဆိုရယူကြမိမိတို့ကိုယ်မှဆင်းပြီးဝတ်ပြီးကြတက္ကတတိယံပြီးသုံးချိန်မြောက်ကြတော့ကာမေတုမိစ္ဆာစာရဝိရတိသီလဒီဟုသောအဝတ်ကောင်းနန္တာကောင်းလေးချိန်မြောက်ကြတော့မုဒ္ဒဝါဒမှာရှောင်ကျင်ခြင်းဆိုတဲ့မုဒ္ဒဝါဒဝိရတိသီလဒီဟုသောအဝတ်ကောင်းနန္တာကောင်းငါးချိန်မြောက်ကြတော့သူရာပါဏဝိရတိသီလဒီဟုသောအဝတ်ကောင်းနန္တာကောင်းကိုကင်ဝတ်တော်လိမ့်တော်လို့ဆိုပြီးအလားရှိကတိုင်းတိုင်းဆိုးဆိုပေးတရားတော်မကြီးလည်းပဲဝမ်းပန်းတတလိုက်၍ဆိုးဆိုယူကြအဲ့ဒါဒီဥပမာအလင်္ကာပြောလို့ရှိရင်ဝတ်ကောင်းစလား၅မျိုးနေရာတကြဝတ်ပြီးတဏိနန္တာကနန္တာကောင်းနန္တာပြောင်း၅မျိုးကိုနေရာတကြအလှဆုံးလိမ့်ပြီးဥပမာအလင်္ကာနဲ့ပြောတယ်အဲ့ဒီအခါမှာမိဘကနေပြီးတော့အဝတ်ဆန်စာဝတ်ပြီးနန္တာကောင်းကောင်းလိမ့်ပြီးပန်းကောင်းကောင်းပန်းပြီးတဲ့သားသမီးကိုကြည့်ပြီးဝန်းမြောက်တော့ဘာပြောမလဲမိဘကဥပမာဘာပြောမလဲဆိုတော့ငါသားတို့ငါသမီးတို့ဒီပန်းတွေဒီအဝတ်တွေဒီနတ်သားတွေနဲ့ငါသားတို့ငါသမီးတို့နဲ့သိလိုက်ဒါတွေရှင်းပြလိုက်တဲ့အတွက်သိတင့်တယ်သွားဒီတော့သားတို့သမီးတို့အဲ့ဒီပန်းနေလွတ်မသွားအောင်အဲ့ဒီအဝတ်တွေညစ်မသွားအောင်အဲ့ဒီနတ်သားတွေပြေးမသွားအောင်ချက်သားတို့ချက်သမီးတို့တတိပြုကြလို့အဲ့ဒီလိုမိဘကတတိပေးတယ်လို့သီလပေးတဲ့ကိုတော်ကတိသရဏိနသာပင်စင်ကသီလံသာဓုကံကတ္တဝအပမတိနသံပါတိထာပြောလိုက်ဟာဒကာဓမ္မတွေကအာမဗန္တိဆိုလိုက်အားလောက်တော့အဓိပ္ပာယ်သိကြတယ်မသိတယ်တော့မသိဘူးနော်သူကတော့အပိအယူကတော့ပါဠိကတော့ဖြောင်းသီလပေးတဲ့ကိုတော်ကသာတော်နှလုံးပြောင်းပြောင်းသူတော်ကောင်းတို့ဒုမေသင်တို့သည်တိတရဏိနတရဏဂုံတုံကံဥဆိုင်ပန်းနှင့်သဟတကွပင်စင်ကသီလ၅ပါးသီလကြည်ဟုသောဝတ်ကောင်းစလ၅မျိုးနန္တာကောင်းနန္တာပြောင်း၅မျိုးအခုဆင်ပြီးဝတ်ပြီးပန်းပြီးတဲ့တရဏဂုံပန်းတွေသီလကြည်ဟုသောအဝတ်ကောင်းစလတွေနန္တာကောင်းတွေကိုသာဓုကံကတ္တဝသတိမြဲမြဲမြန်မြန်ထားပြီးတော့အပမတိနာမမိမလျောတဲ့တတိဖြင့်သံပါတိထတရဏဂုံပန်းတွေနွမ်းမသွားအောင်ငါးပါးသီလဆိုတဲ့အဝတ်ကောင်းစလ၅မျိုးနတ်သားကောင်းနတ်သားပြုံး၅မျိုးညစ်မသွားအောင်ပြေမသွားအောင်ကြီးစွာသောတတိဆောင်လျက်သံပါတိထမကျိုးမပေါက်မကြားမပြောက်ရအောင်ထိမ့်သိမ့်ဆောင်လျှောက်ပြည့်စုံကြပါစေလို့တိုက်တွန်းစကားပြောတာဒီမှာတရားဓမ္မတွေကအာမဗန္ဒီကောင်းပါပြီအရှင်ဘုရားလို့ဝန်ခံလိုက်ကြအခုအချိန်นี้မိမိတို့ပြီးခဲ့သောလုပ်ငန်းစဉ်ရဲ့တန်ဖိုးကိုဝန်တာအောင်ပြောပြီးတဲ့အချိန်ဒီအချိန်မှာမိမိတို့ကိုယ်၌ကရဏဂုံတိဟူသောဥဆိုင်ပန်းတွေငါးပါးသီလတိဟူသောအဝတ်ကောင်း၅မျိုးနတ်သားကောင်း၅မျိုးကိုပန်ပြီးဝတ်ပြီးလိမ့်သပြီးသောအနေမှာဓမ္မနယ်ပယ်ကကြည့်ရင်ရောက်နေတယ်အဲ့ဒီရောက်နေတော့လောက၌အဝတ်ကောင်းဝတ်ပြီးနတ်သားကောင်းလိမ့်ပြီးပန်းကောင်းပန်းပြီးတဲ့အမျိုးသမီးအမျိုးသားတွေဘာလို့လဲမင်္ဂလာပွဲတပင်ဝန်းနေထို့အတူပဲတဏှဂုံပန်းပန်းပြီးတော့၅ပါးသီလဝတ်ကောင်းစလ၅ပါးဝတ်ပြီးတော့နတ်သားကောင်း၅မျိုးလိမ့်သပြီးတော့တို့အမျိုးကောင်းသားအမျိုးကောင်းသမီးများသည်တရားမင်္ဂလာပွဲကိုဝင်ကြရအောင်တဲ့ပန်းကောင်းပေးပါအဝတ်ကောင်းပေးပါနန္တာကောင်းပေးပါတောင်းတယ်လို့တောင်းတယ်လို့ပဲခြေပေါက်လက်ခါတောင်းတယ်ထို့အတူဗုဒ္ဓဘာသာအမျိုးသားအမျိုးသမီးတို့လည်းမိမိတို့ထိုအချိန်စင်ကြယ်သောကိုယ်ခန္ဓာရှိနေတဲ့အချိန်မှာသီလပေးမဲ့သင်္ဃာတော်ကိုခြေပေါက်လက်ခါမိဘထံသာသမီတောင်းတယ်အာမန္တိတိကရဏေနသဟပင်စသီလံဓမ္မံယာစာမိအရှင်ဘုရားတပည့်တော်ဒီခုအချိန်အင်မတန်စင်ကြယ်သောခန္ဓာကိုယ်ရှိနေပါဒီခစင်ကြယ်သောခန္ဓာကိုယ်ရှိနေတဲ့တပည့်တော်သည်အရှင်ဘုရားဓမ္မတရဏဂုံကုံကံဒီဟုသောဥဆိုင်ပန်းတွေ၅ပါးသီလဒီဟုသောဝတ်ကောင်းစလ၅မျိုးနတ်တာကောင်းနတ်တာပြောင်း၅မျိုးကိုပန်ရလူကြောင့်ဝတ်ရလူကြောင့်လင်းရလူကြောင့်တောင်းပန်ပါတယ်တောင်းခံပါတယ်ရှင်ဘုရား
အနုကံကတ္တဝါသီလံတိထမေဗန္တိဗန္တိအရှင်ဘုရားအနုကံချီးမြှောက်မှုကိုကတ္တဝါပြု၍မေတပြည့်တော်အာသီလံကရဏဂုံသုံးခန်းဥဇိုက်ပန်းနှင့်တကွာငါးခန်းသောသီလဒီဟုသောဝတ်ကောင်းစလ၅မျိုးနတ်သာကောင်းနတ်သာပြောင်း၅မျိုးကိုဒီထကရုဏာရှိရှုပေးတော်မူကြပါကုန်ဖျားတောင်းတောင်းမှတစ်ချိန်မကဘူးဒုတိယပြီးနှစ်ချိန်မြောက်လဲထို့အတူပါဠိလိုတောင်းတတိယပြီးသုံးချိန်မြောက်လဲပဲထို့အတူပါဠိလိုတောင်းတော့သီလပေးတဲ့ကိုတော်ကဘာအတန်ပေးလိုက်ယမဟံဝဒမိတံဝတိထာတရားတော်မတွေကဘာဆိုလိုက်တော့အာမဗန္တိဘာလို့ကြတာတော့ဆရာတကားလို့ဆိုရင်ပြောတတ်ပါစေအေးယမဟံဝဒမိတံဝတိထလို့ဆိုလိုက်တဲ့သီလပေးတဲ့ကိုတော်ရဲ့ဆိုလိုရင်းကတရားဓမ္မအပေါင်းသူတော်ကောင်းတို့ကရဏဂုံဆိုတဲ့ဥဆိုင်ပန်းတွေ၅ပါးသီလဆိုတဲ့ဝတ်ကောင်းစလ၅မျိုးတဏိနတ်သာပြောင်းနတ်သာကောင်း၅မျိုးဟာဗဂတိပန်းဗဂတိအဝတ်ဗဂတိနတ်သာလို့အထေတရဝတ္ထုကြီးနဲ့ကင်ပြီးရော့ပန်းဟဲ့ရော့ဝတ်ဟဲ့ရော့လိမ့်ဟဲ့အဲ့ဒီလိုအထေတရနဲ့ကင်ပြီးတော့ပေးလို့ရကောင်းတာမဟုတ်ဘူးနှုတ်ကမြွတ်ပြီးတော့ဆို၍ဆောက်တီမှရကောင်းတဲ့တရဏဂုံပန်းရကောင်းတဲ့၅ပါးသီလဝတ်ကောင်းစလနန္တာကောင်း၅မျိုးဖြစ်တယ်ဒီတော့ရှေ့ကနေပြီးတော့ဆောက်တီးပုံကိုဆိုပေးမယ်အဲ့ဒီဆိုပေးတဲ့ဆောက်တီးပုံကိုမမှားအောင်လိုက်ဆိုကြဒီအဓိပ္ပာယ်တော့သီလပေးတဲ့ကိုတော်ကယမဟံဝဒမိတံဝတိထာသာတော်နှလုံးပြောပြောင်းသူတော်ကောင်းတို့ယံအကျဉ်ကရဏဂုံဆောက်တီးပုံ၅ပါးသီလခံယူဆောက်တီးပုံကိုအာငါဒီဝဒမိရှေ့ကတိုင်တဲဆို၍ပေးပါအံတန်ထူငါဆို၍ပေးတဲ့၅ပါးတရဏဂုံဆောက်တီးပုံ၅ပါးသီလဆောက်တီးပုံပါဠိကိုတုံမေသင်သူတော်ကောင်းတို့သည်ဝတိထအတုလိုက်ကဆိုကြပါတိုက်တွန်းတယ်မမအောင်လိုက်ဆိုကြနော်လို့တလူတိုက်တွန်းတော့တရားဓမ္မကအာမဗန္တိရှင်ဖေယအာမကောင်းပါပြီအရှင်ဖေယလို့ဆိုလို့ထိုအခါသီလပေးတဲ့ကိုတော်ကဘာစပေးလိုက်ဘာစပြီးတော့ရွတ်ပေးဆိုပေးလိုက်တယ်နမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုရားရှိခိုးစာပိုက်ကလေးလေးကစဆိုနိုင်တယ်ဆိုနိုင်လို့စာပိုက်တိုးလို့များတန်ဖိုးနေတဲ့မအောင်မိနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေမြောက်များစွာရှိတဲ့အ ਨੇ ကလူတကာနတ်တကာမြမာတကာတို့ရဲ့နှုတ်ဖြားမှာအလွန်ထင်ရှားတဲ့ဘဂဝါဂုံအရဟံဂုံသမ္မာသမ္ဗုဒ္ဓဂုံဆိုတဲ့ဂုံတော်ကြီး၃ပါးနဲ့ဘုရားကိုရှိခိုးတဲ့စာပိုက်ဖြစ်ပါတယ်ဒါကြောင့်ဘုရားကရဏဂုံမခံခင်၅ပါးသီလမဆောက်တည်ခင်ရှေးဥစွာမြတ်စွာဘုရားအားတူတူချင်းချင်းနဲ့လူရင်းထိကြိုက်အောင်ရှိခိုးကြအောင်စို့အဓိပ္ပာယ်နဲ့သီလပေးတဲ့ကိုတော်ကနမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တရှေ့ကတိုင်တယ်ဆိုပေးလိုက်ဒကာဓမ္မတွေကတခေါက်ပဲသီလပေးတဲ့ကိုတော်ကတိုင်တယ်ဆိုပေးပေမဲ့ဒကာဓမ္မတွေက၃ခေါက်အဓိပ္ပာယ်ရှိအနှစ်ပေးကြည့်ဘဂဝါတောဘဂဝါဂုံတော်ယင်ဖြစ်တော်မူထတော့အရဟတောအရဟံဂုံတော်ယင်ဖြစ်တော်မူထတော့သမ္မာသမ္ဗုဒ္ဓတ္တသမ္မာသမ္ဗုဒ္ဓဂုံတော်ယင်ဖြစ်တော်မူထတော့တတ္တထိုမြတ်စွာဘုရားအာနမောယူသိမြတ်တို့ရှိခိုးဥညွတ်ပါဤဖျားဘုရားရှိခိုးတဲ့စာပတ်မြတ်စွာဘုရားရဲ့ဘဂဝါဂုံအရဟံဂုံသမ္မာသမ္ဗုဒ္ဓဂုံတော်ကြီး၃ပါးနဲ့ချီးကျူး၍ဘုရားကိုရှိခိုးတဲ့စာပိုက်ဒီစာပိုက်ဖြင့်ကြာမင်းကြီးလည်းပဲတက်ကပင်ညတော့လာပြီးတော့ဘုရားထံလာပြီးတော့အိန္ဒသာလလှိုင်းကူမှာတက်ကပင်ညတော့နာပြီးလို့သောတာပန်အရိယာဖြစ်တရားဘဝအသိရပြီးတော့ပြန်ကနီးတဲ့အခါမှာပြန်ကနီးကြတော့ဒီနမောတတ္တနဲ့ပဲမြေကြီးကိုလက်နဲ့ပို့ပြီးတော့အတင်မြေကြီးသည်မတုံမလှုပ်တယ်လို့ကျွန်ုပ်လည်းပဲဘုရားယရနာအပေါ်မှာမတုံမလှုပ်တဲ့ဝင်ယုံကြည်တဲ့လောကုတ္တရာတရဏဂုံတည်တဲ့ပုဂ္ဂိုလ်တရားဆိုတဲ့အဓိပ္ပာယ်နဲ့မြေကြီး
လက်နဲ့ပုတ်ပြီးတော့သူကနမောတတ္တသုံးခေါက်ဆိုပြီးတော့ရှိခိုးပြန်ထို့အတူပဲဗာမတိဗြဟ္မာကြီးများဖရာထံသာပြန်နေဆိုရင်ဒီနမောတတ္တနဲ့ပဲသုံးပါမတ္တရရှိခိုးပြီးတော့ပြန်ရလူပြည်လောကကပတိနတိကောသလတို့လိုမင်းပညာရှိတွေပောက္ခရတာတိတို့ဗြဟ္မာယုတို့ဆိုတဲ့ပုံနာပန္တိတ်ပညာရှိတွေသူတို့လည်းပဲမြတ်စွာဘုရားတချို့ကြတော့ဘုရားရှိရာဘက်ကိုမှတ်ပြီးတော့မတ္တရိုက်ရဒီနမောတတ္တနဲ့ဘုရားရှိခိုးကြအဲဒီလိုလူပညာရှိနတ်ပညာရှိဗြဟ္မာပညာရှိဆိုတဲ့ပညာရှိပန္တိတ်ပုဂ္ဂိုလ်တွေအလွန်မြတ်နိုးအပ်တဲ့ဘုရားရှိခိုးစာပိုက်ဖြစ်လို့မိဘဘိုးဘွားဆရာသမားများကငါသားငါသမီးငါမြည်တို့သီလပေးတဲ့ကိုယ်တော်ကတစ်ခေါက်တိုင်တယ်ပေးပေမဲ့မင်းတို့ကသုံးခေါက်ဆိုကြအင်မတန်ဘူးတန်တဲ့ဘုရားရှိခိုးကတာဒီအဓိပ္ပာယ်နဲ့ဒီအမြော့ဒီလိုရည်ရွယ်ချက်နဲ့မိမိတို့ရဲ့မိဘဘိုးဘွားအထက်ကလူကြီးများကဒီနမောတတ္တကိုသုံးခေါက်ဆိုရိုးအစဉ်ပြုခဲ့အဲ့ဒီအစဉ်ပြုတာကိုကခုပြောလို့အင်မတန်အဓိပ္ပာယ်ရှိတဲ့ဘုရားရှိခိုးစာပိုက်ကျင်းနဲ့အလွန်တန်ဖိုးရှိတဲ့ဘုရားရှိခိုးစာပိုက်သီလပေးတဲ့ကိုယ်တော်တစ်ခေါက်တည်းဆိုပေမဲ့ငါသားငါသမီးငါမြည်တို့သုံးခေါက်ဆိုကြဟာဆိုပြီးသူတို့ကရှိကမူချပေးသွား